ပြီးတော့မမဘာပြောရရှိသေးလဲ ဟိုကိုကြီးကအရန်ဖြေအားပြီးတော့ဝန်ထမ်းတွေကစိတ်တက်ကြနေကြတယ်လှုပ်ထက်စားတွေတင်ဖို့စဉ်းစားနေကြတဲ့သူလည်းရှိတယ်ဒီကြားထဲကိုကြီးကလေအရန်ဆိုတော့ညီမလည်းစပင်းဒီမှာကျွတ်တော်မယ် ဟာအလုပ်ပဲစားဟုတ်လားဘယ်သူလဲပြော ဟာအဲ့ဒါတော့ဘယ်သူလဲဆိုတာညီမပြောလို့မရဘူးဒါမဲ့လေသူတို့ကကိုကြီးကိုကြောက်လို့ညဘက်အိမ်မက်ထဲမှာကိုကြီးကိုမြင်နေရတယ်တော်ဒီကတာကဆာနော်ဘယ်သူမှမမြင်အကုန်လုံးဖြုတ်အိုးကဲဟိုငါပြောချင်တာလေဟိုတကြံလဲနီးလာပြီဆိုတော့ငါ bonus ပေးမယ်လို့လဲတင်းနေကြားတာတယ်အားလည်းမင်းတို့ပေါ်မျိုးလေးကြအများကြီးထားရတယ်ဟိုအားကြောင့်မလို့လေမင်းတို့ကငါအများကြီးယုံကြည်ထားတာအများကြီးအားကိုးထားတာမင်းတို့ငါ့ကိုကြောခိုင်းမှမဟုတ်ဘူးလေဆိုရယ်စိတ်နဲ့ပေါ့လေ စိတ်မပူရနဲ့ကိုကြီးညီမတို့အစွမ်းကုန်ကြိုးစားပါမယ် အေးပါအဲ့ဆိုလူသွားလို့တော့လေဟိုဘောရှိမှာတော့ငါ့ကိုမျက်နှာမငယ်စီနေပေါ့ဟာဒီကောင်လေးတော့ဘာလို့မှမသိတော့ပါဘူးကွာ